အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့မြန်မာ IT Academy ကနေပြီးတော့လန်ဘောကနေပေါ့နော်ဘူးတက်ပြီးတော့ကျွန်တော်တို့ hard disk ကို acronym နဲ့ clone လုပ်ပြအောင်ပေါ့နော် clone လုပ်တာဆိုတော့ hard disk ကို copy ကူးမှာပေါ့နော် hard disk ကို copy ကူးမဲ့လန်ဘူးအကြောင်းပြောလို့ပေါ့နော်လန်ဘူးဆိုတဲ့သဘောတရားကတော့ဟိုမှာ diagram လေးနဲ့ကျွန်တော်တစ်ချက်ပြရမယ်နော်လန်ဘူးဆိုတဲ့သဘောတရားကကျွန်တော်တို့ network ပေါ်ကနေဘူးတက်မှာပေါ့နော်သူ့ကို PHC လန်ဘူးလို့လည်းခေါ်တယ်ကျွန်တော်တို့ဒါဆိုရင်ဒီဘက်မှာ PHC PC တစ်လုံးရှိမယ်ဒီဘက်က PC လုံးဒီဘက်ကဒါ user PC လို့ပဲသတ်မှတ်တာလေဒီကွန်ပျူတာနှလုံးကိုကျွန်တော်တို့ဒါ switch နဲ့ network မိတယ်ပေါ့ဗျာ network တစ်ခုရှိမယ်ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့ကကိုက Windows တင်နေတာပဲဖြစ်ဖြစ်ကျွန်တော်ခုနအခုကျွန်တော် hard disk clone လုပ်မဲ့ဘူးခွေဖြစ်ဖြစ်ကြိုက်တဲ့အဆင်ပြေတဲ့ဘူးခွေပေါ့နော်ကိုသုံးကျင်တဲ့ဘူးခွေကိုဒီဘက်မှာထည့်ပြီးတော့လန်ပေါ်ကနေပြီးတော့ဘူးတက်ပြီးတော့ဘူးတက်ပြီးတော့ဒီဘက်က OS ကိုဘူးတက်ပြီးတော့သူကအလုပ်လုပ်မှာပေါ့နော်လန်ဘောကဘူးလို့တဲ့အတွက်ဥမာ file size ကြီးတဲ့ခွေဆိုဥမာ Windows ခွေဆိုတော့ 4K ဆိုရင်4K လောက် copy ကူးနေတဲ့အချိန်တော့ဘူးတက်တဲ့အချိန်တော့နည်းနည်းလေးတော့ကြာမှာပေါ့နော်အဲ့အချိန်တော့ခဏဆောက်ပြီးရင်ဒါဆိုရင်ဘူးတက်ပြီဆိုရင်ကိုအလုပ်လုပ်လို့ရပြီပေါ့နော်လန်ဘူးကို user PC ဘက်ကလန်ဘူးလုပ်ဖို့အတွက်ဘိုင်ဥမှာ setting လေးတွေလန်ဘူးကို open လုပ်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ပြပြီဒါဆိုရင်ဘိုင်ဥထဲမှာကျွန်တော်လန်ဘူးကပါတယ်ပေါ့နော် on board လန်ဘူး room ဆိုတော့ကျွန်တော်တို့ဒီမှာ disable ဖြစ်နေ enable ကိုပေးမယ်ပြီးရင်တော့ကျွန်တော်တို့ Facebook မှာ PHC ဘူးကိုတွားထားပြရမှာပေါ့နော် PHC လန်ဘူးကိုတွားရွှေ့ပေးလိုက်ရင်ဒါကျွန်တော်တို့လန်ဘူးပေါ်ကနေတက်လို့ရတယ်ပေါ့နော်ဒီဘက်ကတော့တစ်ဖက်ကတော့ဘာလုပ်ပြရမလဲဆိုတော့ဒီ PHC လန်ဘူးလုပ်ဖို့အတွက်ဟုတ်ပြီတော့အရင်တော့ကျွန်တော်တို့ PHC လန်ဘူးလုပ်မယ်ဆိုရင် Microsoft Server မှာဆိုကျွန်တော်တို့ Server 2003နဲ့ Windows HP နဲ့ဆမ်းမယ်ဆိုရင် Server 2003မှာ Remove Installation Service ကို bro တင်ဒီ Windows ရဲ့ဒီ i386 folder ကိုshare ပြီးတော့เนาะကျွန်တော်ဒီဘက်ကနေပူလို့ရတော့တော်တော်လေးအလုပ်ရှုပ်တာပေါ့အခုနောက်ပိုင်းကတော့ကျွန်တော်တို့အခုဘာလုပ်မယ်ဆိုတော့ကျွန်တော်တို့စမ်းထားတဲ့ဒီအရင်တော့လည်းကျွန်တော် 1 key recovery ဆိုပြီးတော့ဒီ MEOB software ကနေထုတ်တဲ့ဟာပေါ့เนาะဒီတစ်ခေါက်လည်းကျွန်တော်အဲ့ MEOB software ကနေဘာ software လဲဆိုတော့ MEOB software ကနေ backup MEOB backup ပါဆို software ထဲမှာပါတဲ့တူးတဲ့ PHC boot နဲ့တစ်ဖက်ကနေ create လုပ်ပြီးတော့ဟိုဘက်က user PC ကနေပြီးတော့ boot တက်ပြီးတော့ကျွန်တော် DLC boot နဲ့ boot တက်ပြီးတော့ကျွန်တော် acronym နဲ့ clone လုပ်ပြအောင်ပေါ့နော် hard disk copy ကူးပြမယ်ကဲအဲ့ဆိုရင် tutorial လေးကိုစပြီးတော့လေ့လာကြည့်အောင် tutorial လေးကိုစပြီးလေ့လာကြည့်ဖို့အတွက်ကျွန်တော်ဒီဘက်မှာတော့ဒါ user PC ပေါ့နော် user PC နဲ့ဒီဘက်ကအခုဒါ PHC boot လုပ်မဲ့ PC ပေါ့ PHC boot လုပ်မဲ့ PC ဆိုတော့ကျွန်တော်တို့ဒီမှာ LAN ကိုကျွန်တော်တို့ bridge move ထားလာတာပေါ့နော်အောက်ကကျွန်တော်တို့ဒီ PC asset နဲ့ဒါ bridge move ထားလာတယ်ကျွန်တော်တို့ဒီဘက်က PC မှာ IP block လို့ဆိုကျွန်တော်ချက်ကြည့်လိုက်မယ်ဒါဆိုရင် IP ကကျွန်တော်ဒီမှာတက်ကြည့်မယ်ဆိုရင် IP 211 ပေးတာโอเคကျွန်တော်တို့ဒီထဲက PC ကိုလည်းကြည့်အောင် CMD PHP 5.211ဒါဆိုရင် network မိနေပြီပေါ့နော်သူရဲ့ IP ကအပြင်မှာတော့ IP ပေးစရာမလိုပါဘူးတကယ်ကတော့ network မိကျွန်တော်ဒီမှာတစ်ချက်ပင်းပြပြီးတော့ testing လုပ်ပြတာပေါ့နော်โอเค network မိပြီဆိုရင်ကျွန်တော်ဒီ client PC လေးကိုခဏလောက် shutdown ချလိုက်မယ်ဒီထဲမှာ hard disk clone လုပ်ဖို့အတွက် hard disk တစ်လုံးပဲရှိတဲ့အတွက်နောက်ထပ် hard disk တစ်လုံးလောက်ကျွန်တော် virtual box ထဲမှာ hard disk ထည့်လိုက်ကျွန်တော်တို့ hard disk တစ်လုံးလောက် create လုပ်ဖို့အတွက် setting တွေကိုသွားမယ်ကျွန်တော်ဒီမှာ Windows 10ပေါ့နော်ကျွန်တော်တင်ထားတာ Windows 10 hard disk ဒီမှာ 25GB ဆိုတော့ကျွန်တော် 25GB မျိုးစားတစ်ခု hard disk တစ်ခု create လုပ်ပြရမှာပေါ့နော်ကျွန်တော်ဒီမှာ add hard disk ဆိုပြီးလုပ်လိုက်မယ် create disk ပြီးရင်ကျွန်တော် VH နဲ့ပဲရွှေ့လိုက်မယ်သူကို dynamically fit ဒါဆိုရင်ကျွန်တော် 25GB ပေါ့နော်ဒါကတော့ disk name ပေါ့နော်ဒါ Windows 10 03လို့ပြလိုက်မှာပေါ့နော်ကျွန်တော်အဲ့ဒါဆိုရင်သူဒီထဲမှာတက်သိမ်းလိုက်အပြင်မှာဆိုရင်တော့ hard disk clone လုပ်မယ်ဆိုရင်တော့ကျွန်တော် physical အနေနဲ့ hard disk ကို SATA ပေါ့မှာတေချာတက်ပြီးတော့ power ကြိုးတွေ data ကြိုးတွေတေချာတက်ပြီးတော့ hard disk clone လုပ်အောင်ပေါ့နော်ဒါဆိုရင် hard disk နှလုံးရတယ်โอเคကျွန်တော်တို့ site to တဲ့ hard disk ပေါ့အဲ့မှာ hard disk ကို clone လုပ်မယ်ဆိုရင်ကျွန်တော်ပြောချင်တာဒါဆိုရင်ဒီမှာ 25GB ပေါ့နော် original hard disk က 25GB ဖြစ်တယ်ဒီဘက်မှာဒါ hard disk site to hard disk site to တာတော့ပြဿနာမရှိဘူးတကယ်လို့ကိုယ့်ရဲ့ original hard disk က 50GB ဖြစ်နေတာပေါ့နော်ကျွန်တော်နမူနာပြောပြတာပြင်မှာဆိုတော့250တို့ 500GB တို့ပေါ့နော်အစားအစာရှိတကယ်လို့ကိုယ့်ရဲ့ original hard disk ကများနေတယ်ပေါ့နော် 50GB ဖြစ်ပြီးတော့ကို copy ကူးမဲ့ hard disk က 25GB ဖြစ်နေအဲ့ဒါဆိုတော့အဆင်မပြေဘူးတကယ်လို့ original က 25GB ကဲကူးမဲ့ကောင် 50GB ဆိုတော့အဆင်ပြေတယ်
အဓိကတော့ head disk ကို clone လုပ်လိုက်တဲ့အတွက်ဘုတ်တူတဲ့ OS disk ဘုတ်တူတဲ့ set တွေဆိုတော့ကျွန်တော်တို့ကွန်ပျူတာ10လုံးလောက် Windows တင်မယ်ဆိုတော့ original တစ်လုံးကိုတေချာတရက်တင်ပြီးတော့ကျန်တဲ့အလုံးတွေ copy ကူးလိုက်ရင်တော့ကျွန်တော်တို့ဒါ clone လုပ်လိုက်ရင်ကျန်တဲ့ Windows တွေကိုခဏလေးနဲ့ Windows တင်ပြီးသွားတာပေါ့နော်ဘုတ်တူတဲ့အမျိုးအစားဖြစ်တဲ့အတွက်ပြဿနာပါရှိလဲဆိုလုံးဝ driver တွေပြန် run စားမလို့ဒါပေမဲ့ computer name တွေ IP တွေတူတော့ IP တွေပြန်ပြောင်းပြီးလဲပေါ့နော်ကဲကျွန်တော်တို့ PHP boot လုပ်ဖို့အတွက်ဒီဘက်ကတော့ client setting ပြင်ပြီးတော့ကျွန်တော် PHP boot ဒီ software လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ utility ရဲ့ကျွန်တော် PHP boot 2လေးကိုတွားလိုက်မယ် PHP boot ဒါဆိုရင် custom image ကျွန်တော်ကတော့ဒီမှာ DSC boot ဟောပေါ့နော်ကျွန်တော်တို့2014 DSC boot နဲ့ပဲကျွန်တော်ပြပြီးတော့နော်ကျွန်တော်ဒီမှာ DSC boot ကိုရွှေ့လိုက်ဒီကောင်တော့600 MB လောက်ရှိတဲ့အတွက်တော့CD တစ်ချက်စလောက် copy ကူးတဲ့အချိန်တော့စောင့်မှာပေါ့နော်ဒီထက်များတဲ့Windows ခွေတွေပါ 4K လောက်ဆိုတော့ 4K လောက် copy ကူးတဲ့အချိန်ကိုနောက်ပေါ်ကူးတဲ့အချိန်ကိုစောင့်ပြရအောင်ကျွန်တော်ဒီမှာနော် step ကို okay ပြလိုက်အပြင်မှာဆိုရင်တော့ကျွန်တော်ခုနပြရလို့ bio ထဲမှာ Facebook ထားပါဒီမှာကတော့ virtual box မှာဆိုရင် F12 ကိုနှိပ်လိုက်ရင် LAN boot ကိုတွားလို့ရတယ်ကျွန်တော်တို့မှာ page development ပြီဆိုရင်ကျွန်တော် step ကိုနှိပ်လိုက်မယ် F12 ကိုကျွန်တော်နှိပ်လိုက်ဒါဆိုရင် LAN boot ဆိုရင် L ကိုနှိပ်လိုက်ပေါ့နော် LAN boot ကိုရှိလိုက်ဒါဆိုရင်သူ PHP boot ကဟိုဘက်က boot ခွေကိုသူရှာနေပြီပေါ့နော်ဒါဆိုရင် DSC boot ကိုတွေ့သွားပြီboot လုပ်တဲ့အချိန်မှာ copy ကူးတဲ့အချိန်လေးတော့ခဏလေးတော့စောင့်ပါနော်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ LAN copy ကူးရတဲ့ boot CD ရောက်ပြီเนาะ boot CD ရောက်ရင်ကျွန်တော်တို့ဒီမှာ mini window HP နဲ့ကျွန်တော်တက်လိုက်ဒီ DSC boot ကတော့ကျွန်တော်တို့အရင်တော့သုံးတဲ့ Haran boot CD နဲ့တူတူပါပဲဒါပေမဲ့ဒီ DSC 2014ကနေစပြီးတော့ထွက်လာတာပေါ့เนาะ DSC boot CD ကသူလဲသဘောတရားတော့ Haran boot CD နဲ့တူတူပါပဲကဲအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ headed ကိုကျွန်တော်တို့သုံးနေကြတော့ acronyms ကို acronym နဲ့သုံးတာပေါ့နော်ဒီမှာ headed ကို clone မလုပ်ခင်ပေါ့နော်ကျွန်တော်တို့ဘာလို့လုပ်မလဲဆိုတော့ partition တစ်ချက်လောက် partition wizard နဲ့ partition တစ်ချက်လောက်ဟိုဘက်ကcopy ကူးမဲ့ headed ကိုပေါ့နော်သူ allocated ဖြစ်နေတယ်တခါလေ partition တစ်ပိုင်းလောက် create လုပ်ပေးလိုက်ဒါဆိုရင်ဒီမှာ allocated ဖြစ်နေတယ်ဒီကောင်ကိုကျွန်တော် create လုပ်လိုက်မယ်primary ပဲထားပြီးလိုက်မယ်ဒါနာမည်ကိုပေးလိုက်ပေါ့နော် clone disk ပေါ့နော်အားကြောင့်အဲ့လိုပေးလိုက်လဲဆိုတော့ကျွန်တော်တို့ဒီမှာ original head disk က partition 3ပိုင်းဖြစ်တယ်ဒီမှာတစ်ပိုင်းနဲ့ပေါ့နော်ဟိုမှာ acronic ကိုရောက်တဲ့ခါကျရင်ဒီမှာရွေးတဲ့ option မှားသွားရင်ပေါ့နော်တကယ်လို့ original ကဒီကူးမဲ့ head disk ကိုတွားရေးမိလိုက် original head disk ပြတ်သွားမှာပေါ့နော်အဲ့မှာဒီမှာကျွန်တော်တို့ partition နဲ့ခွဲခြားလို့ရအောင်တခါလဲဒီမှာတတ်မှတ်ပေးလိုက်တာပို့အဆင်ပြေတာပေါ့နော်ဒါဆိုရင်ဒီမှာ partition ကို create လုပ်ပြရ successfully ဖြစ်တော့ကျွန်တော်အဆင်ပြေပြီကိုရောက်ရင်တော့ original head disk ကိုကဒီမှာခွဲခြားမယ်ဒါ source head disk ဒါ destination head disk ကျွန်တော်တို့အပြင်မှာဆိုရင်တော့ bio ထဲမှာဟို SATA port တွေရှိပါတော့ SATA 1 2 3 4အစားစားရှိကိုက original head disk ကို SATA 1မှာထားရင်ကိုတခါတည်းမှတ်တာပေါ့နော် SATA 1မှာထားဒီကောင်က SATA 3 ဖြစ် 4 ဖြစ်တဲ့နေရာမှာတက်တာလေပေါ့နော်နောက်တစ်ခုပြောချင်တာကတော့ဟို OS ဒီ head disk ကို clone လုပ်ရင် original head disk ကိုကျွန်တော်ဘာလို့လုပ်ပြရမလဲဆိုတော့ကောင်းကောင်းလေး development လုပ်ပြီပေါ့နော်ဒီခါကျရင် development မလုပ်ရင်တော့ file size များ data များရင်တော့လေဟိုပုံမှန်ဆိုရင်10မိနစ်လောက်ကြာမဲ့ဟာကိုဒီခါကျရင်15မိနစ်မိနစ်20လို့နိုင်ခွက်တို့အစားစား data များရင်များတယ်လောက်ကြာပါအဓိကတော့ head disk ကို development လုပ်တဲ့အတွက်ဒီ clone ရတဲ့ချိန်မှာ head disk performance ပို့ပြီးတော့မြန်စီတာပေါ့နော်ဒါပို့တင့်တော်တယ်
ကျွန်တော်ဒီမှာဘူးခွေနဲ့ကလုံးလုပ်ပြရနော်နောက်ပိုင်းကျွန်တော်ဘူးခွေနဲ့မဟုတ်ဘဲနဲ့ Windows ပေါ်ကနေ software installation လုပ်ပြီးတော့ကလုံးလုပ်လဲတူတူပါပဲဒါပေမဲ့ဘူးခွေနဲ့ဟိုကလုံးလုပ်တာနဲ့ Windows ပေါ်ကလုံးလုပ်တာဘာကွာလဲဆိုတော့ Windows ပေါ်ကလုံးလုပ်မယ်ဆိုရင်တော့ဒီဘူးခွေမလိုတော့ဘူးပေါ့နော် CD drive လည်းမလိုဒါပေမဲ့တော့ပြဿနာပါလို့ဆို Windows ပေါ်ကနေလုပ်တဲ့အတွက် hard disk ပေါ်ကနေပြီးတော့ထပ်ပြီးတော့ software လုပ်နည်းနည်းတော့ hard disk ပစ္စည်းတာပေါ့နော်သူအားသာခြင်းနဲ့သူပေါ့ကျွန်တော်ဘူးခွေနဲ့ကလုံးလုပ်လဲရတယ် hard disk ပေါ်ကနေကလုံးလုပ်လဲရတယ်အဆင်ပြေတဲ့ဟာနဲ့ဟိုဘူးခွေနဲ့တက်လဲလုပ်လို့ရပါတော့အဆင်ပြေတဲ့ဟာနဲ့ကိုလုပ်လို့ရโอเคကျွန်တော်တို့ partition ပိုင်းပြီးဆိုတော့ hard disk ကလုံးတော့ကျွန်တော် Acronic ကိုAcronic 2014ကိုကျွန်တော်ဖွင့်လိုက်အောင်โอเคဒါဆိုရင်ဒီမှာ tool and unity တွေကကျွန်တော် clone disk ကိုတောင်းတယ် automatic နဲ့တောင်းမယ် next ကိုတောင်းမယ်ဒီမှာ तू က maybe so hard disk တဲ့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲဒီမှာ hard disk ကိုခွဲခြားလာဒါဆိုရင်ကိုကမမှားတော့ဘူးเนาะ partition နှစ်ပိုင်းနဲ့ဆိုရင်ဒါပါလေဒါ so hard disk ပေါ့เนาะโอเคဒါ so hard disk ရွေးလိုက်ပြီပြီးရင် destination hard disk ရွေးလိုက်တယ်ကျွန်တော် destination disk 2ကိုရွေးလိုက်ဒီမှာ तू ပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒီ destination hard disk ကအကုန်လုံးပြတ်သွားမှာเนาะခုန copy ဟို original hard disk နဲ့တပုံစံနဲ့ဖြစ်သွားမှာသူအဲ့ဒါကြောင့်ကလုံးရဲ့သဘောတရားကတော့ data တွေအကုန်လုံးဒီကူးခံမဲ့ data hard disk ကတော့အကုန်လုံး data တွေအကုန်လုံးပြတ်သွားမှာပေါ့เนาะ okay ကဲဒါဆိုရင်ကျွန်တော်တို့ကလုံးလုပ်တော့မှာပေါ့เนาะကဲဒါဆိုရင် copy partition without chain ပေါ့เนาะကျွန်တော်တို့ chain မှာလာလို့ပြီးကျွန်တော်မ chain တော့เนาะ okay copy partition without ဘာ chain ရမရှိတော့เนาะ okay ဒါဆိုရင်သူပြောပြတာဒါ before အနေထား copy ကလုံးရိုက်ပြီးဒီအနေထားဖြစ်သွားမယ်ကဲကျွန်တော်တို့ proceed ကိုနှိပ်ပြီးတော့စပြီးဒီ hard disk ကလုံးလုပ်ပြီးတော့เนาะကျွန်တော်တို့ hard disk တွေမှာ data များတဲ့ပုံမူတည်ပြီးတော့အချိန်ကြာသွားတော့ဗောနော်ပုံမှန်ကျွန်တော်တို့အရင်ရိုက်ပူတဲ့ဟာဆိုရင်2မိနစ်လောက်ရှိတာလည်းရှိတယ်10မိနစ်လောက်ရှိတယ်ဒီမှာဆိုကျွန်တော်10မိနစ်ပြပါဗောနော်10မိနစ်လောက်ခဏလေးစောင့်ပြရအောင်ဗောနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ hard disk clone complete successfully ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါ hard disk copy ကူးတာ clone okay ပါပြီပေါ့နော်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဟို LAN ပေါ်ကနေ PHP နဲ့ boot တက်မယ်ပြီးတော့ Acronic clone လုပ်တာလေးကို tutorial လေးကိုလေ့လာခြင်းများအဆင်ပြေလောက်ပါပြီ